မင်္ဂလာပါဒီနေ့ခင်မာလေးကျမတို့လုပ်ငန်းဆောင်ရာတွေကတော်တော်လေးကိုရှုပ်ထွေးလာတယ်နော် ဟုတ်ကဲ့ဟုတ်ပါတယ် စေးပညာတို့လေချောင်းတို့နောက်ဆောင်လို့ရွတ်လို့နယ်ပယ်တွေမှာဆိုရင်ဘ ഹു တူတာတွေကအများကြီးစုပုံလာပေမဲ့လေအမားအယွင့်တွေကချိနေတုံးပဲ ဟုတ်ကဲ့ ဒီလိုရှုပ်ထွေးမှုတွေကိုလေကျွမ်းကျင်ပညာရှင်တွေကဘလို့ကြိုက်တွယ်ဖြည့်ရှင်းနေကြလဲဆိုတာကိုဒီနေ့အရင်မြစ်တရေကနေနည်းနည်းဆွေးနွေးကြည့်ကြရအောင် ဟုတ်ကဲ့ဒီရှုပ်ထွေးမှုလေးကြောင့်ကြာရှုံးရတယ်ဆိုတဲ့နေရာမှာလေအထီးကအကြောင်းရင်းနှစ်ခုရှိတယ်လို့ဆိုကြတယ် ဟုတ်ကဲ့ တစ်ခုကတော့ဘ ഹു တုတမပြည့်စုံတာပေါ့ ignorance လို့ခေါ်တာပေါ့လေမတိတာနောက်တစ်ခုကဒါကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ရှိပြီးပါဘ ഹു တုတကိုမှန်မှန်ကန်ကန်အတုံးမချနိုင်တာ ineptitude ပေါ့ အော်တိတော့တိတယ်ဒါပေမဲ့အတုံးမချနိုင်တာ ဟုတ်ကဲ့ကျွမ်းကျင်မှုရှိတယ်အသိပညာရှိတယ်ဒါပေမဲ့အချင်းကြီးရဲ့ရှုပ်ထွေးမှုလေဖိအားတွေအောက်မှာအမားလုံးမိတတ်တာမျိုးပေါ့ဒီနေ့ကျွန်တော်တို့အဓိကဆွေးနွေးတော့မှာကအဲ့ဒီဒုတိယအမျိုးအစားကိုဘလို့ကျော်လွှားနိုင်မလဲဆိုတဲ့အပိုင်းပဲ အဲ့ဒီ ineptitude ဆိုတာကိုဥပမာပေးရရင်ဟိုဒုတိယကမ္ဘာစစ်တုန်းက B17 ဘုံကျဲလီယန်အကြောင်းရှိတယ်နော် B17 မှတ်မိတယ် အစပိုင်းမှာအဲ့လီယန်ကအရန်ရှုပ်ထွေးလွန်းလို့တယ်ပိုင်းလက်တွေအသက်တော်တော်အခက်တွေးစေခဲ့တယ် ဟုတ်တယ် လူတယောက်တည်းမောင်းပုံမလွယ်တဲ့လီယန်ဆိုပြီးတော့နာမည်ကြီးခဲ့တာ ဟုတ်တယ်ဟုတ်တယ် နောက်ဆုံးအတွေ့အကြုံရှိတဲ့ pilot တယောက်တောင်စမ်းသက်ပြန်တိုင်းရင်းနဲ့ပြက်ကျခဲ့တယ်ဆိုပဲစုံစမ်းကြည့်တော့စက်ပိုင်းဆိုင်ရာပြဿနာမဟုတ်ဘူးတဲ့ ဟုတ်လား ဟုတ်တယ်လီယန်ကအရန်ကိုရှုပ်ထွေးတော့ပြန်တက်ဖို့လုပ်ရမယ့်အဆင့်တွေကတစ်ခုကိုမေ့ကြံခဲ့လို့ခက်သွားရတယ် အော်မေ့သွားတာအသေးစိတ်တစ်ခုပါတော့ ဟုတ်တယ်အဲ့ဒါ ineptitude ကြောင့်ဖြစ်တဲ့အမားပေါ့ ဒါပေမဲ့လေစိတ်ဝင်စားစရာကောင်းတာကအဲ့ဒီပြဿနာရဲ့အဖြေကပိုးရှုပ်ထွေးတဲ့ဤပညာအသက်အဆင့်ဒီမဟုတ်ခဲ့ဘူး ဟုတ် အရန်ကိုယူရှင်းတဲ့ checklist လေတစ်ခုပဲဖြစ်နေခဲ့တယ်စစ်ဆေးရန်အချက်များဆင်းရင်ပေါ့ checklist ဘယ်လိုမျိုးလဲ ဟုတ်ပြန်တက်တာပြန်တန်းဒီတော့စင်တက်တာနောက်ပြီးလီရင်မြေပြင်ပေါ်ရွေးလာတာ taxi အတွက်အရေးကြီးတဲ့အဆင့်လေးတွေကိုဇင်းလုပ်လိုက်တယ်ပြီးတော့ pilot ဒီကိုအဲ့ဒါကိုတစ်ခုချင်းလိုက်ကြည့်ပြီးလောက်ခိုင်းလိုက်တာအဲ့ဒီ checklist ကိုတုံးလိုက်ပြီးတဲ့နောက်မှာဒီ B17 လေရင်တွေဟာမတော်တဆမှုတစ်ခုမှမရှိပဲမိုင်ပေါင်တက်တိကျော်ပြန်တန်းပြအိုင်ခဲ့တယ် โอ้မိုင်ပေါင်းတစ်ကျော် checklist လေးတစ်ခုတည်းနဲ့နော် ဟုတ်တယ်ဒါကရိုးရှင်းပေးမယ်ဘလောက်အစွမ်းထက်လဲဆိုတဲ့တက်တိတစ်ခုပဲ ဒါကလဲချောင်းမှာဆိုတော့လေတခြားရှုပ်ထွေးတဲ့နယ်ပယ်ဒီဥမာစေပညာလိုမျိုးမှာတော့ဒီ checklist ကအသုံးဝင်လို့မလား ရန်တုံးဝင်တာပေါ့ဒေါက်တာပီတာပရိုနိုဗုစ်ဆိုတာရှိတယ်သူဂျွန်ဟော့ပ်ကင်ဆေးရုံရဲ့ ICU မှာစံတမှုတစ်ခုလုပ်ခဲ့တယ် ဟုတ်ကဲ့ ICU မှာ ဟုတ်တယ်လူနာကိုအသက်ကဲသွေးကြောလိုင်းထည့်တဲ့အခါလို့ရမယ့်အခြေကအဆင့်5ဆင့်ရှိတယ်လက်စေတာတို့ပိုးတတ်တာတို့နေရာရွေးတာတို့ပေါ့ အေးဒါတွေကဆရာဝန်တိုင်းသိပြီးသားအခြေခံတွေပဲမဟုတ်လား ဟုတ်တယ်လေဒါပေမဲ့လက်တွေ့မှာဖိအားများတဲ့အရေးပေါ်အခြေအနေမျိုးတွေမှာကြည့်လိုက်တော့ဆရာဝန်တွေရဲ့ထုံးပုံတပုံလောက်ကအနည်းဆုံးအဆင့်တစ်ခုကိုကျော်သွားတာဒါမှမဟုတ်မေ့သွားတာမျိုးဖြစ်နေတာကိုတွေ့ရတယ် အော်ဟုတ်လား ဆိုတော့ तू ကအဲ့ဒီအဆင့်5ဆင့်ကို checklist လုပ်ပြီးဒူနာပြုတွေကိုဆရာဝန်လောက်တာမှန်းရလာတော့စစ်ခိုင်းလိုက်တယ်အဲ့ဒီ checklist ကိုစနစ်တကျတုံးလိုက်တဲ့အခါ10ရက်အတွင်းမှာပဲအဲ့ဒီသွေးကြောလိုင်းရနေပိုးဝင်တဲ့နှုန်းက 17% ကနေ3ညဖြစ်သွားတယ် ဟာ17%ကနေ3ညအများကြီးပဲနော် ဟုတ်တယ်မြုံနိုင်ဆရာပဲ ဒါကလည်းအဲ့ဒီဆေးရုံတစ်ခုတည်းမှာပဲလားဒါမှမဟုတ်တခြားနေရာတွေမှာရောစမ်းကြည့်သေးလား စမ်းကြည့်တယ်နောက်ပိုင်းမှာ Michigan ပြည်နယ်က ICU အတော်များများမှာဒီ checklist ကိုတုံးခိုင်းရှိတယ်အဲ့ဒီအခါ18လအတွင်းမှာပိုးဝင်မှုနှုန်းတွေကပြင်းပြ66%လောက်အထိကိုကျဆင်းသွားတယ် 66%ဟုတ်တယ်ဒါကလူသက်1500ကျော်ကိုကယ်တင်နိုင်ခဲ့တယ်လို့ပဲဆေးရုံတွေအတွက်လည်း American dollar တန်175လောက်တက်တာစေခဲ့တယ် အန်အောစီရပဲဆိုတော့ဒါကကျွမ်းကျင်မှုမရှိလို့ဖြစ်တာထက်ရှုပ်ထွေးတဲ့လုပ်လန်းစင်ကြီးထဲမှာအခြေခံကြပေးမဲ့အရေးကြီးတဲ့အဆင့်လေးတွေမလွတ်သွားအောင်စနစ်တကျကူညီပေးလိုက်တဲ့သဘောပေါ့ အတိအကျပဲ ineptitude ကိုဖြည့်ရှင်းတာပေါ့ ဒါဆိုရင်စိတ်ပညာမှာတော့ဒီလောက်အချိုးများတယ်ဆိုတော့လူပေါင်းစုံလုပ်ငန်းစဉ်တွေပို့ပြီးတော့ရှုပ်ထွေးနိုင်တဲ့ဆုတ်လုပ်ရေးလို့နယ်ပယ်ကြီးတွေမှာရောအင်ဂျင်နီယာတွေဗိသုကာတွေလုပ်သားတွေအများကြီးနဲ့လေအဲ့ဒီမှာရော checklist ကဘလို့အသုံးဝင်နိုင်တယ်လဲ အဲ့ဒီမှာလေ checklist တွေကအရေးကြီးရဲ့အခန်းကဏ္ဍကနေပါဝင်နေတာပဲအထူးသဖြင့်အကြီးစားအဆောင်တွေစောက်တဲ့ခါပေါ့ ဟုတ်ကဲ့ လုပ်ငန်းတော်ဝင်တွေစသွေးရေးလမ်းကြောင်းတွေအချိန်စရာတွေကအရန်ကိုရှုပ်ထွေးတယ်တခုခုလေးလွယ်ချော်တော်တာနဲ့အကြီးကျယ်ပြဿနာတက်နေတာလေ ဟုတ်ပါပဲ ဒါကြောင့်စောက်လုပ်ရေးစီမံကိန်းကြီးတွေမှာ checklist နှမျိုးလောက်တုံးကြလေတစ်မျိုးက do confirm checklist ပေါ့လောရမယ့်အလုပ်တွေအစင်စင်မှန်မှန်ကန်ကန်ပြီးသွားပြီလားဆိုတော့စစ်တာ ဟုတ်ကဲ့ နောက်တစ်မျိုးက read do checklist လိုမျိုးလုပ်ငန်းတစ်ခုကို
ဘယ်လိုအဆင့်အတိုင်းလုပ်ရမယ်ဆိုတာသတ်မှတ်ထားတာဒါပြင်ဆက်သွယ်ရေးအတွက်တီးတန့် checklist တွေလည်းရှိတယ်ဘယ်ချက်တွေကိုဘယ်သူတွေနဲ့ဆက်သွယ်ပြောဆိုပြီးပြီလဲဘယ်သူတွေတိထားဖို့လိုလဲဆိုတာမျိုးတွေမကြံခဲ့အောင်ပေါ့ ။အော်ဆက်သွယ်ရေးတပ်ပါသုံးတာပေါ့နော် ဟုတ်တယ်မတူညီတဲ့အထွဲတွေကျွမ်းကျင်သူတွေကြားမှာတရင်ချက်လက်ဒီချောချောမွေ့မွေ့ရှိစင်ထို့ပုံနားလည်မှုတစ်ခုရဖို့အရာအရေးကြီးတယ်လေ ။ဒါဆိုရင်ဒီ checklist တွေရဲ့အဓိကအားသာချက်ကကျွမ်းကျင်သူတွေကိုအစားထိုးလိုက်တာမျိုးမဟုတ်ပဲနဲ့ကျွမ်းကျင်သူတွေရဲ့အရေးသွေးကိုပို့ပြီးတော့ထိထိရောက်ရောက်အသုံးချနိုင်အောင်အမားနဲ့အောင်ပံ့ပိုးပေးတဲ့သဘောမျိုးဖြစ်မယ်ထင်တယ် ဟုတ်ပါတယ်တိတိကျကျပြောရရင်အဲ့ဒီအတိုင်းပဲ checklist တွေကကျွမ်းကျင်သူတွေရဲ့ဆုံးဖြတ်နိုင်စွမ်းကိုဖယ်ရှားပေးတာလုံးဝမဟုတ်ဘူး ။ဒါပေမဲ့လူဆိုတာမေ့တတ်တယ်အမားနဲ့မကင်းဘူးလေအထူးအထင်ဖီအားများတဲ့အချိန်ကြီးအရန်ရှုပ်ထွေးလွန်တဲ့လုပ်ငန်းစဉ်တွေမှာအခြေခံကြပေမဲ့အရေးပါတဲ့အသေးစိတ်အစင်းလေးတွေကိုမေ့ကြံခဲ့တာကြော်ထွားမိတာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ် ။ဟုတ်ကဲ့ ယူမဖြစ်မနေလို့ရမယ်အခြေခံအမားလေးတွေကိုဖယ်ရှားပေးလိုက်နိုင်တဲ့ကကျွမ်းကျင်သူတွေအနေနဲ့သူတို့ရဲ့တကယ်အတွေ့အကြုံစဉ်းစားဉာဏ်ဆုံးဖြတ်ချက်တွေကိုပိုပြီးခက်ခဲရှုပ်ထွေးတဲ့ပြည်စင်တာဖြည့်ရှင်းမှုတွေဒါမှမဟုတ်မျောလင်းတဲ့အခြေအနေတွေကိုကင်တွယ်ဖြည့်ရှင်းတာမျိုးတွေပေါ်မှာပိုပြီးအာရုံစိုက်လာနိုင်အောင်လမ်းဖွင့်ပေးလိုက်တယ်လို့ပဲ ။ဖွင့်လိုက်လုပ်တဲ့အခါမှာလည်းအထောက်ကိုပြုတယ်လို့ဆိုလိုတာလား ဟုတ်တယ်အဖွဲလိုက်လှုပ်ဆောင်တဲ့အခါမှာလည်းလူတိုင်းကလုပ်ငန်းစဉ်တစ်ခုတည်းကိုနားလဲထားပြီးဘယ်အဆင့်တွေပြီးသွားပြီးဘာတွေလုပ်ဖို့ကြံသေးတယ်ဆိုတာရှင်းရှင်းလင်းလင်းသိနေတော့ဆက်ကြွေရေးပိုကောင်းလာတယ်ပူပေါင်းဆောင်ရွက်မှုပိုအားကောင်းလာတယ်စီကံတကြဖြစ်လာတာပေါ့ ။ကောင်းပြီဒါဆိုရင်ဒီနေ့ကျမတို့ဆွေးနွေးခဲကြတာတဲ့အဓိကအချက်တွေကိုပြန်ပြီးတော့စူးစီးကြည့်အောင် ဟုတ်ကဲ့ဒီနေ့လေ့လာခဲ့တဲ့ရင်းမြစ်တွေအားဆိုရင်တော့ checklist တွေကရှုပ်ထွေးမှုတွေကိုစီမံခန့်ခွဲတဲ့နေရာမှာအင်ပတာမအစွမ်းထက်တဲ့ကိရိယာတွေဖြစ်တယ်ဆိုတာပါပဲ ။ဟုတ်ကဲ့ သူတို့ကလုံရန်ဆောင်ရာတွေကိုစံချိန်စံညွန်းတက်မှတ်ပေးုံတင်မကပဲအသင်းအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုနဲ့ဆက်သွယ်ရေးကပါတိတိတတာတိုးတက်ကောင်းမွန်စေခဲ့ ။ လေချောင်းစေးပညာစောက်လို့ရေးလို့နေပေအသီးသီးမှာတက်တည်ပြခဲ့သလိုပဲဒီရိုးရှင်းတယ်လို့ထင်ရတဲ့နီလန်ကကျွမ်းကျင်သူတွေတောင်တစ်ခါတလေလွှဲချော်တွားနိုင်တဲ့အသေးစိတ်အမားလေးတွေကိုကောက်ွယ်ပေးတယ် ဟုတ်ကဲ့ ပြီးတော့သူတို့ရဲ့အထီးကအရေးအသွေးတွေကျွမ်းကျင်မှုတွေကိုပိုပြီးထိထိရောက်ရောက်အသုံးချနိုင်အောင်ကူညီပေးတယ်ဆိုတော့ပါပဲ ကောင်းပြီလေဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးစဉ်းစားကြည့်ကိုခြံထားခဲ့ခြင်းနဲ့အတွေးစားတစ်ခုကတော့လေကိုယ့်ရဲ့နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ပေါ့ ဟုတ်ကဲ့ ဒီလိုမျိုးယူရှင်းတဲ့ checklist လေးတွေကကိုရင်ဆိုင်နေရတဲ့ရှုပ်ထွေးတဲ့အလုပ်တွေကိုပိုပြီးစနစ်တကျဖြစ်အောင်အမားနဲ့အောင်ဘယ်လိုများကူညီပေးနိုင်မလဲဘယ်လိုမေးလွယ်တဲ့အသေးစိတ်အချက်လက်မျိုးတွေကိုစာရင်းလေးတစ်ခုနဲ့ထိန်းကျုံထားရင်ကိုယ့်အတွက်ပိုပြီးကြိုးရှိလာနိုင်မလဲဆိုတာလေးပေါ့ ကောင်းတယ်မိခွန်းလေးပဲ ဒါကတော့ကိုယ်တိုင်ဆက်လက်ပြီးတော့ရှောက်ဝေကြည့်ဖို့ပါပဲဒီနေ့တော့ဒီလောက်ပါပဲเนาะအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ချိန်ပြန်လည်ဆုံတွေ့ကြပါအောင်မယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်